တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဆိုရင်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးစတင်တာ2ရက်ရှိသွားပြီဖြစ်ပါတယ်ကမ္ဘာဖလားပွဲစဉ်တွေကိုကြည့်ရှုတဲ့အခါမှာဘောလုံးသမားတွေရဲ့ခြေစွမ်းဂိုးသွင်းယူမှုတွေနဲ့ပွဲရဲ့အလှပတွေကိုပဲအာရုံစိုက်မိတတ်ကြပါတယ်ဒါပေမဲ့ဒီလိုပွဲကောင်းတွေပေါ်ထွက်လာဖို့အတွက်နောက်ွယ်ကနေအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကတော့ကစားကွင်းရဲ့မျက်ခင်းပြင်တွေပဲဖြစ်ပါတယ်ဒီမျက်ခင်းစိမ်းတွေဟာရိုးရိုးမျက်တွေမဟုတ်ဘဲနဲ့သိပ္ပံပညာစိုက်ပျိုးရေးနဲ့အင်ဂျင်နီယာပညာရပ်တွေပေါင်းစပ်ထားတဲ့အမှုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ podcast မှာတော့အမှုပညာမြောက်လှတဲ့အခုလိုမျက်ခင်းစိမ့်တွေကိုဘယ်လိုများပုံဖော်ခဲ့ကြသလဲ။ FIFA အနေနဲ့ဘာတွေကြိုတင်ပြင်ဆင်ခဲ့ရသလဲ။စိန်ခေါ်မှုတွေကရောဘာတွေရှိခဲ့သလဲ။ဒါတွေကိုကမ္ဘာဖလားမှာအသုံးတော်ခံမဲ့မျက်ခင်းစိမ့်များဆိုတဲ့ခေါင်းစဉ်နဲ့နားဆင်ရမှာဖြစ်ပါတယ်။